ချန်ပီယံကပတ်ရယူဖို့ရည်မှန်းချက်ကြောင့်ကိုဟန်နဲ့ပွဲပြီးတာနဲ့လက်ချင်ရည်ပြန်လဲစတင်နေပြီဖြစ်တဲ့ဘရော်နီကာပရိသတ်များလုံးမဲ့မင်္ဂလာပါများအက်ဂရစ်ဘော့ကနေတင်ဆက်နေပါတယ်။ဝိုင်ချန်ပီယံရှိရဲ့မြို့သမီးဖိုက်တာတွေထဲမှာအခုချိန်အာယုံစူးစိုက်မှုခံရဆုံးကစားမတွေကတယောက်ဖြစ်တဲ့ကရန်ချက်တဲ့ဘရော်နီကာရဲ့လက်လောလှုပ်ရှားမှုတွေကပရိသတ်တွေအတွက်ရောပြိုင်ဘက်တွေအတွက်ပါတော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ရှီယာကိုဟန်လိုမာကျော်တဲ့ပြိုင်ဘက်ကိုအချိန်နဲ့ရှင်ပြိုင်နိုင်ပြီးတာတောင်မှအနားယူချိန်ကိုကြာမယူဘဲနဲ့အချိန်တို့တွင်လက်ချင်ရည်ခွင့်စီပြန်လည်ရောက်ရှိလာတာကသူမရဲ့ကြီးမားတဲ့ရည်မှန်းချက်ကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်။ဒါမှ professional fighter အများစုဟာပြင်းထန်တဲ့ပွဲစဉ်တစ်ခုပြီးဆုံးသွားတဲ့အခါခနာကိုနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်လန်းဆန်းစေဖို့အနည်းဆုံးသတင်းပတ်အနည်းငယ်ရာနေလာတဲ့ချီပြီးတော့အနားယူလေးရှိကြတာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာ့ဆင့်ချန်ပီယံဖြစ်လာမဲ့သူရဲ့စိတ်ဓာတ်ကတော့ကွာခြားပါတယ်။ဘရော်နီကာအနေနဲ့ပွဲနိုင်သွားလို့ဂျင်းနဲ့ပြီးတော့အောင်ပွဲခံနေမဲ့အစားချက်ချင်းလက်ချင်ရည်ခွင့်ကိုပြန်လာတာကသူမရဲ့ရည်မှန်းချက်ကတာမန်နိုင်ပွဲလေးတွေမဟုတ်ဘဲနဲ့ဝိုင်ချန်ပီယံရှိရဲ့ရွှေရောင်ချန်ပီယံကပတ်ကြီးဆိုတာကိုပြသနေတာဖြစ်ပါတယ်။ဒီလိုလုပ်ရက်ကသူမရဲ့ဝေတန်းမှာရှိတဲ့တခြားပြိုင်ဘက်တွေကိုဓာတ်ရိုက် message ပေးလိုက်တာဖြစ်ပါတယ်။မင်းတို့အနားယူအိတ်ဆက်နေချိန်မှာငါတော့ချွေးထွက်အောင်လေ့ကျင့်နေတယ်ဆိုတဲ့သတိပေးချက်ဟာပြိုင်ဘက်တွေရဲ့စိတ်ထဲမှာဘရော်နီကာဆိုတဲ့နာမည်ကိုကြားတာနဲ့ဖိအားဝင်သွားစေနိုင်မှာပါ။ရှီယာကိုဟန်နဲ့ပွဲစဉ်ကဘရော်နီကာအတွက်အရန်ကိုသင်ခန်းစာတွေရရှိခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဒီပွဲမှာသူမဟာရင်လိုအသေးလဲဝင်တိုးတဲ့ပုံစံမျိုးတည်တံမဟုတ်တော့ဘဲနဲ့ပြိုင်ဘက်အနီးကပ်ဝင်လုံးမှုတွေကိုပါပါနက်ရှောင်တိန်ပြီးတော့ far and q ကောင်းနဲ့အမှတ်ယူကစားနိုင်သွားခဲ့ပါတယ်။အခုလိုမျိုးပွဲပြီးချင်းအချိန်တို့အတွင်းပြန်လည်လေ့ကျင့်တာကဒီပွဲကနေရလိုက်တဲ့အားသာချက်အားနည်းချက်တွေကိုအမြန်ဆုံးပြုပြင်မွမ်းမံဖို့ဖြစ်ပါတယ်။ဂျိုဝါနီမှာကစားခဲ့တဲ့အတွေ့အကြုံခန်းစားချက်နဲ့အမှားယွင်းတွေကိုခနာကိုကလက်ဆက်အမှတ်မိနေချိန်မှာချက်ချင်းပြန်လည်လေ့ကျင့်တာကကြော်သားမှတ်ဉာဏ်တွေကိုပုံမခိုင်းမှသွားစေပါတယ်။ဘရော်နီကာကသူမရဲ့ social media မှာပေါ့ပါလေးပြန်စနေပြီလို့ပြောထားပေမဲ့အားကစားသိပ္ပံရဒါကိုတက်ကြွအနားယူခြင်းလို့ခေါ်ပါတယ်။ပြင်းထန်တဲ့ထိုးပွဲအပြီးမှာအဲ့ရတဲ့လဲနေတာအထက်ဒီမျိုးပေါ့ပါလေ့ကျင့်ခန်းတွေလုပ်ပေးတာကခနာကိုအတွက်အများကြီးပို့ပြီးတော့အကျိုးကျေးဇူးရှိတာပါ။ပေါ်ပါတဲ့လေ့ကျင့်ခန်းတွေဥမာအဖြစ်ပြေးခြင်းအကျော်လျှော်ခြင်းနဲ့ shadow boxing လုပ်ပေးတာကသွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးတော့ကြွက်သားတွေထဲမှာစုပုံနေတဲ့အညစ်အကြေး lactic acid တွေကိုမြင်မြန်ဆန်ပြေပြောက်စေတာပါ။ကိုခံပညာအားကစားမားတွေအတွက်အကြောက်အဆုံးကပွဲမရှိတဲ့အချိန်ကိုလေးချိန်အလုံးမင်းတက်သွားတာပါပဲ။အခုလိုမျိုးပုံမှန်လေ့ကျင့်နေခြင်းအပြင်ဘရော်နီကာကသူမရဲ့တတ်မှတ်ဝေတန်းအတွင်းမှာအမြဲတမ်းအသင့်နေထားရှိနေမှာလည်းဖြစ်ပါတယ်။လေ့ကျင့်ရုံနဲ့ဆက်သွယ်မပြတ်တာကဖိုက်တာတယောက်ရဲ့စိတ်ဓာတ်ကိုအမြဲတမ်းထက်မြက်နေစေပါတယ်။ဘရော်နီကာရဲ့လက်ရှိရည်တည်မှုနဲ့လိုမျိုးမရမနာကြိုးစားမှုတွေကဝမ်ချန်ပီယံရှစ်မြို့သမီးအတန်ဝိတ်မွေထိုင်းလောကတစ်ခုလုံးကိုတုံ့လှုပ်သွားစေမယ့်အရာပါပဲ။ဒီဝိတ်တန်းမှာဖက်ဂျီကီယာအက်ဆီလီယာဟယ်လင်ရိုဒီကတ်နဲ့စတန်ဖဲတက်စ်တို့လိုကြောက်ကမန်လီကဘာစင်ကစားမတွေရှိနေတာဖြစ်ပါတယ်။ဘရော်နီကာအနေနဲ့ချန်ပီယံကပတ်ကိုလိုချင်ဒီမဟာတိုင်းကြီးတွေကိုမလွဲမသွေကြော်ဖြတ်ရမှာဖြစ်ပါတယ်။သူမကိုယ်တိုင်လည်းဒီချက်ကိုကောင်းတည်ထားပါတယ်။ထိတန်းကစားမတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာပင်ကိုရည်သွေးထက်နောက်ွယ်ကသွေးထွက်မတက်ကြိုးစားအားထုတ်မှုတွေကသာအဆုံးဖြတ်ပေးသွားလိမ့်ရှိပါတယ်။အချိန်တိုင်းစာလောင်နေတဲ့ကြားရဲတကောင်တို့အနားမယူဘဲနဲ့လေ့ကျင့်နေတဲ့ဘရော်နီကာကအဲ့ဒီထိတန်းကစားမတွေအတွက်ကတော့မျက်ခြေပြက်ခံလို့မရတဲ့အန်ဒီရဲ့အကြီးဆုံးချင်းချောင်းမှုကြီးတစ်ခုဖြစ်လာနေပြီပဲဖြစ်ပါတယ်။အချုပ်ပြောရရင်တော့ဘရော်နီကာရဲ့လက်လော social media လှုပ်ရှားမှုနဲ့လေ့ကျင့်ရေးကွင်းစီချက်ချင်းမြန်ဆုံးပြန်လည်ရောက်ရှိလာမှုကတာမန်လူရေးလှုပ်ရှင်တစ်ခုမဟုတ်ပါဘူး။ဒါကကမ္ဘာ့ဆင့်ချန်ပီယံကပတ်ကိုရယူဖို့ရည်မှန်းထားတဲ့ကစားမတယောက်ရဲ့စီကံပြေဝမှုပြင်းပြတဲ့စံနာနဲ့ဇွဲလုံးလာတွေကိုအထင်သာပြသလိုက်တာပဲဖြစ်ကြောင်းပါခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူး